ဒါညာလားဘယ်ကလားဖေပြော ဘယ် ဘယ်ပြဘလို့လဲကြည့်အောင်ဖေကြည့်အောင်ကြည့်လို့လား မဟုတ်ဘူးဒီဘက်ရတယ် ဟုတ်တော့โอเคပြတုံအောင် ဒီလိုလားဒီလိုဒီဘက်ရဒီလိုမျိုးလို့ ရပြီနော် မင်းကတပည့်ဒီနေ့ဒီလိုနော် โอเคနေ ready နော်ဖေလာပြီနော် โอเค 5 4 3လာပြီအမလေးအော် ဖေဖေလက်လေးပေးကုန်ပြီအေးရောက်နေလက်တချာစေး အေးပါချေးပါမယ် ကြရိုက်မယ် ဟာတယ် တော့ဟာထောင်းလိုက်တာလေလက်လေးပေးတူးရ အော်ဟုတ်တယ် သမီးလေးတက်ကြတယ်လက်တော့ပြော အော်တော့စိတ်ကမ်း ဟိုသားဖာတော့ family care ဆက်တယ်နဲ့လက်တွေတွားဆင်းနေပြီအဲ့တော့ရွှေကတော့ဒီနေ့မှာရွှေတို့ပြိသက်တရားပေါ့နော်ရွှေတို့မိသားစုကိုခဏမေးတဲ့မေးခွန်းလေးရှိရဲအဲ့ဒါတော့ parenting နဲ့ပတ်သက်ပြီးတော့ရွှေတို့အကြံတောင်းတာလေးရှိရပေါ့နော်အဲ့ထဲကမှာရွှေဒီနေ့ဟိုပြောပြချင်တာလေးပေါ့နော် parenting နဲ့ပတ်သက်လို့ပြောပြချင်တာလေးတစ်ခုရှိရဲအဲ့ဒါကဘာလဲဆိုတော့ဒီရွှေမူကြီးကိုမူကြီးရွှေတို့လင်မယားနှစ်ယောက်ပေါ့နော်မူကြီးကိုထိန်းချောင်းတဲ့အချိန်မှာဒီမူကြီးအခုမြင်တွေ့ရတယ်လို့မျိုးဟို confidence ရှိတာမျိုးတွေနောက်ပြီးဒီ leadership skill ပေါ့နော်အဲ့လိုကောင်းတာမျိုးလေးတွေကဘာကြောင့်ဘယ်လိုကြောင့်မို့ဒီလိုမျိုးလေးဖြစ်နေလဲဆိုတာလေးကို sharing လုပ်ပေးမယ်ပေါ့နော်ရွှေတို့ကကလေးကိုမူကျွဆိုလို့ရှိရင်အရင်တည်းကလည်းနည်းနည်းပေါ့နော်အများကြီးပြောစရာမလိုအောင်လီမာကြီးချမ်းဖြစ်အောင်ဒါတော့ဆုံးမပြီးထားတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့မူကြီးကပြောတဲ့တောင်းဆိုတဲ့ကိစ္စတွေကိုဆိုလို့ရှိရင် no ဆိုတဲ့စကားကိုရွှေတို့တိတ်မသုံးမဲနဲ့ပေါ့နော်အမြဲသူလှုပ်ချင်တာကို appreciate လုပ်ပြီးတယ်အဲ့တော့ yes ဆိုတဲ့စကားလေးကိုကြောင့်ရွှေတို့ညသူလိုက်လျောပေးတာပေါ့နော်ဒါလေးဆိုလုတ်ချင်တဲ့မမေဆို okay yes ပေါ့နော်အဲ့လိုစကားလေးတွေကိုညသုံးနေတယ်အဲ့အတွက်ကြောင့်မလို့မူကြီးက confident နဲ့အပြည့်ရှိရဲ့အိမ်မှာဆိုရင်တော့မူကြီးကလုံးဝ little boss ပေါ့နော်ဒါကတော့ပြိသက်တွေလည်းသိတယ်သူဘယ်လောက်ထိဘယ်လိုပြောမလဲကိုယ်တွေကိုတော့ပို့ပြီးကိုတော်မှသူက boss လုံးနိုင်တဲ့အထိသူဒီ leadership မှာလည်းအဆင်ပြေတာဆိုတာလေးပေါ့နော်အဲ့ဒါလေးကို share လုပ်ချင်ပါတယ်အဲ့တော့ကလေးတွေကိုကိုပိုင်ဆုံးဖြတ်ခွင့်လေးနဲ့လွတ်လပ်ပေးနေခြင်းဟာကလေးတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့နောက်ပြီးကိုပိုင် finding နိုင်စွမ်းတွေကိုပို့ပြီးတိုးတက်စေတယ်ပေါ့နော်အားကြောင့်မို့လို့ဒီနည်းတွေကိုမျှဝေလိုက်ပါတယ် yeah ကဲတော့ပြီ လက်ပြတောင်းပါရင်ဆေးလာအိုးမိုးကျိုးဆေးလာလားမိုးကြီးလက်ဆေးလာမိုးကြီးလက်ပြအိုးတန်သွားပြီ အာ အဲ့ဒါပိတ်တဲ့တက်လောက်လာ တာ